ဥဒဓမ္မကဝေသည်ဘေးပတ်တုအရှင်သီလစာရတိတကူလာမင်းရမေးဖြေများအပိုင်းနှင့်ဘီအစိတ၏မိခင်များမြန်မာတို့၏စိတ်ဖိစီးမှုလျှော့ချနည်းအခြေခံကိုရှင်းပြပါဖြေမြန်မာပြည်ကသူများ၏စိတ်ဖိစီးလျှော့ချနည်းမှာတနေ့ကျရင်ဒါတွေကထားခဲ့ရမှာဟုနှလုံးသွင်းပြီးစိတ်ဖိစီးမှုများကိုလျှော့ချလေရှိကြပါသည်ယင်းသို့လျှော့ချခြင်းဖြင့်အထိုက်လျောက်စိတ်ဖိစီးမှုများလျော့ချနိုင်ပါသည်။မေမြတ်စွာဘုရားပြောပြသောစိတ်ဖိစီးမှုလျှော့ချနည်းကိုရှင်းပြပါ။ဖြေမြတ်စွာဘုရားပြောပြသောစိတ်ဖိစီးမှုလျှော့ချနည်းမှာ1တောင်းတရားကထုတ်လုပ်လိုက်သည့်အကျိုးတရားတွေကဘယ်တော့မှမမြဲပါ။သက်ပေသင်္ခါရအနိစ္စ2မမြဲတာတွေကိုမြဲအောင်လုပ်ဖို့ဆိုတာဘယ်သူမှမတတ်နိုင်ပါလို့သင်ကျင်ရပါမည်။ကံကုတ္တထလက်ပါ။မေအဘဲကြောင့်ရှေးခေတ်လူများသည်ဓမ္မပြည်ရောက်ဖို့ကြိုးစားကြသည်။ဟိဟိုဘက်ခေတ်ကဘာသာတရားလိုက်စားကြတဲ့ပုဂ္ဂိုလ်များသည်လောဘကိုချိုးနှိမ်ဖို့ဒေါသကိုချိုးနှိမ်ဖို့စဉ်းစားလာကြသည်စဉ်းစားလာပြီးအိုခြင်းဆင်းရဲနာခြင်းဆင်းရဲတေခြင်းဆင်းရဲဒီခဏခဏမတွေ့ကြုံရပဲသာရမြဲတယ်မအိုရမနာရမတေရဆိုတာဘယ်မှာလဲလို့စဉ်းစားပြီးသူတို့အစဉ်လာရဗြမာကြီးတွေဆိုတာအလွန်တက်တန်းရှိကြတယ်ဗြမာဘုံဆိုတာမအိုရဘူးမနာရဘူးမတေရဘူးဟုယုံကြည်ကြ၏ထို့ကြောင့်ဗြမာပြည်သည်မအိုမနာမတေဟုယုံကြည်ခြင်းဖန်ဆင်းရှင်ဗြမာကြီးနှင့်ပြန်လည်ပေါင်းခြင်းဖြင့်လွတ်မြောက်မှုလို့ယုံခြင်းဖြင့်ဗြမာပြည်ရောက်ဖို့ကြိုးစားကြသည်မေဗြမာပြည်သည်မအိုမနာမတေရဟုယုံကြည်နေသောဘကဗြမာကြီးဟာမြတ်စွာဘုရားမှာအဘဲကဲ့သို့ရှင်းပြတော်မူသည်ရှင်းပြပါဖြေမင်းကအိုခြင်းဆင်းရဲနာခြင်းဆင်းရဲတေခြင်းဆင်းရဲကလွတ်မယ်လို့ထင်နေတာငါမင်းရဲ့တက်တန်းကိုလည်းသိတယ်မင်းဘလောက်ကြာရင်တေးရမယ်ဆိုတာကိုလည်းသိတယ်လေဘဝကလာခဲ့တယ်ဆိုတာကိုလည်းသိတယ်ဘာတွေလုပ်ခဲ့လို့ဒီပုံရောက်လာတယ်ဆိုတာလည်းငါပြောနိုင်တယ်လို့ပြောဆိုရှင်းပြတော်မူပါတယ်မေဂျိမ်းဖျားဤပန်းတိုင်ကိုပေါ်ပြပါဖြေဂျိမ်းဘာသာဤပန်းတိုင်လမ်းဆုံးမှာအတိညတ်သက်ပုံရောက်ရှိရေးဖြစ်သည်ဒါကိုအသေးစိတ်လုံးဝချုပ်ငြိမ်းတဲ့ဘဝမောက်ရှဟုခေါ်သည်မေလောကကြီးကိုပိတ်ဆို့ထားသည့်အရာကိုရှင်းပြပါဖြေအမှန်မသိခြင်းဆိုသည့်အဝိဇ္ဇာတရားကလောကကြီးကိုပိတ်ဆို့ထားပါသည်လေလောကကြီးကိုအဝိဇ္ဇာကပိတ်ဆို့ထားသည်ဟုဘယ်လိုပဲနည်းပိတ်ဆို့ထားပါသနည်းရှင်းပြပါဒီလောကကြီးကိုအဝိဇ္ဇာကပိတ်ဆို့ထားပါသည်တိဓမ္မဘုံမြဲတယ်လို့ထင်နေခြင်းနှစ်ကိုချင်းနဲ့ချင်းကိုမှန်တယ်လို့ထင်နေခြင်းသုံးလောကမှာပစ္စည်းဥစ္စာတွေပေါ်များလာလို့ရှိရင်ချမ်းသာလိမ့်မယ်လို့ထင်နေခြင်းလေးတိုးတက်နေတာလို့ထင်နေခြင်းငါဘာသာရေးနှင့်ပတ်သက်၍ငါမှန်တယ်သူများမှားတယ်လို့ထင်မြင်ယူဆနေကြခြင်းဤကဲ့သို့မှားယွင်းစွာယူဆနေခြင်းသည်အဝိဇ္ဇာ၏ပိတ်ဆို့ခြင်းကိုခံရခြင်းဖြစ်ပါသည်လေးအဝိဇ္ဇာကစိုးပိတ်တတ်သောအရေးကြီးသောအချက်ရှိချက်ကိုပေါ်ပြပါဖြေအဝိဇ္ဇာကစိုးပိတ်တတ်သောအရေးကြီးသောအချက်ရှိချက်မှာတစ်ဒုက္ခကိုမသိဒုက္ခကိုဒုက္ခထင်ဒုက္ခသစ္စာနှစ်ဒုက္ခဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုမသိသမုဒိယသစ္စာသုံးဘယ်နေရာမှာဒုက္ခချုပ်ငြိမ်းသွားတယ်ဆိုတာမသိနိရောဓသစ္စာလေးဒုက္ခချုပ်ငြိမ်းတာအကျင့်ကိုလည်းမသိဘူးမဂ္ဂသစ္စာငါအတိတ်ခန္ဓာနဲ့ပတ်သက်ပြီးမသိ6နာဂတ်ခန္ဓာနဲ့ပတ်သက်ပြီးမသိ9အတိတ်ခန္ဓာနာဂတ်ခန္ဓာနဲ့ပတ်သက်ပြီးမသိ10အကြောင်းအကျိုးဖြစ်တဲ့ပရိစ္ဆေသမုပ္ပါဒ်ကိုမသိသစ္စာ၄ပါးကာလ၃ပါးခန္ဓာပရိစ္ဆေသမုပ္ပါဒ်တို့ကိုမသိနေဒုက္ခချုပ်ငြိမ်းကြောင်းခြင်းကိုမသိကြ၍မှားယွင်းစွာဖြစ်နေကြပုံများကိုရှင်းပြပါဒီတချို့သည်ဒုက္ခချုပ်ငြိမ်းကြောင်းခြင်းကိုမသိကြ၍မှားယွင်းစွာဖြစ်နေကြပါသည်ဘယ်လိုမှားယွင်းစွာကြင်ကြံနေလဲဆိုရင်တစ်အစာရင်ငတ်ခံပြီးကျင့်ခြင်းနှစ်စူးပေါ်အိတ်ခြင်းသုံးစောင်းရသည်တွင်ရင်းကာနေတည်ပြီးကျိုးခြင်းစသည်လောက်ပါကကိလေသာများကိုဖယ်ရှားသည်ဟုယုံကြည်ပြီးလွဲမှားစွာကျင့်ကြံနေကြပါသည်မေအကုသိုလ်စင်ကြယ်ရဲ့နိလန်းကောင်းများကိုဖော်ပြပါဒီအကုသိုလ်စင်ကြယ်ရဲ့နိလန်းကောင်းများမှာတစ်အမှန်ကန်နားလည်အောင်ကြိုးစားရမည်တမာတိတိနှစ်မမှန်ကန်ကန်တွေးတတ်ရမယ်တမာသင်္ကပ္ပသုံးပြောတာလည်းအပြစ်ကင်းရမယ်တမာဝါစာလေးလုပ်တာလည်းအပြစ်ကင်းရမယ်တမာကမ္မန္တကိုကျင်တရားကောင်းရမယ်တမာအာဇီဝ6မှန်ကန်တဲ့ကြိုးစားမှုရှိရမယ်တမာဝါယမ9မှန်ကန်သောတတိရရှိမှုရှိရမယ်တမာတတိ10စိတ်ငြိမ်အောင်ကြိုးစားရမယ်မဂ်ခင်10ပါးတမာတမာတိမေမဂ်ခင်တရား10ပါးကိုကျင့်သုံးခြင်းနှင့်ပတ်သက်၍ရှင်းပြပါဖြေမဂ်ခင်တရား10ပါးတရားကျင့်နေဆိုတာစိတ်ထဲမှာဖြစ်တဲ့စိတ်ညစ်ခြင်းများကိုစိတ်ဖြင့်စေးကြောခြင်းဖြစ်သည်မဂ်ခင်10ပါး
ကျင့်မြတ်တရားများကိုထူထောင်ပေးခြင်းဖြင့်မိမိတန်တန်မှာရှိနေတဲ့အကုသိုလ်တွေကိုငြိမ်းသွားအောင်ကင်းသွားအောင်လုပ်တာဖြစ်ပါသည်။အဘဲကြောင့်လောကလူတွေဟာအယောင်မတောက်တလေးရှင်းပြပါ။ယေဇရိယနှင့်ပမာဒရှိတဲ့ပုဂ္ဂိုလ်ဒီလောကမှာပေါ်လွင်ထင်ရှားခြင်းမရှိပါ။ယေဇရိယဤအတိပ္ပယ်နဲ့ဥပမာကိုရှင်းပြပါ။ယေဇရိယဟူသည်ကိုကျိုးကိုပဲကြည့်သည်အများကျိုးကိုမကြည့်သဘောကောင်းဆန်၏။ယေဇရိယကြောင့်ဒါနကောင်းမှုလည်းမလုပ်လူမှုရေးစားသည်လည်းမလုပ်သည့်အတွက်ဒီဘဝမှာလည်းမထင်မရှားဖြင့်မြုပ်သွားကြ၏။နောင်တန်မြာမှာလည်းမြုပ်သွားကြ၏။တွင်တူဥပမာတွင်တူသည့်လူကဲ့သို့တွင်နဲ့လူကအောက်ရောက်လူဖြစ်၏။လေးလျော့ခြင်းဟူသည်အဘယ်နည်းရှင်းပြပါ။လေးလျော့ခြင်းဟူသည်ကောင်းတဲ့လုပ်ကိုလုပ်ဖို့စိတ်မဝင်စား။အပျော်ပါးတွေနဲ့အမြဲတမ်းစိတ်ဝင်စားနေတာကိုပမာဒလေးလျော့ခြင်းဟုခေါ်သည်။ဒါနကောင်းမှုမလုပ်ခြင်းနှစ်ချက်ကိုဖော်ပြပါ။ဒါနကောင်းမှုမလုပ်ခြင်းနှစ်ချက်မှာနှမျောလို့ယေဇရိယကုသိုလ်တရားနဲ့ပတ်သက်ပြီးမေ့နေလို့ဖြစ်ပါတယ်ပမာဒပေါ်လွင်ထင်ရှားရခြင်းအကြောင်းကိုရှင်းပြကုသိုလ်ကောင်းမှုလုပ်တဲ့သူတွေဒီပေါ်လာတယ်နာမည်ကြီးလာတယ်အထက်တန်းရောက်လာတယ်တဘဝတက်တဘဝအထက်တန်းကျလာတယ်လောကကြီးကိုတွေ့တာကန့်ညှိစေတဲ့တရားကိုပေါ်ပြပါလောကကြီးကိုတွေ့တာကန့်ညှိစေတဲ့တရားကတဏှာဇပဖြစ်ပါသည်တဏှာသည်ကော်နှင့်တူ၏အာယုန်နှင့်စိတ်ကိုကပ်အောင်တဏှာကလုပ်၏ဥပမာစာရွက်ကလေးနှစ်ရွက်ကိုအတူတူကပ်ပြီးထားရင်ထိနေပေမဲ့ယူလိုက်ရင်တစ်ရွက်စီကပ်နေခြင်းမရှိကော်ထည့်လိုက်ရင်အဲ့နှစ်ခုဟာခွာလို့မရတော့ပါဇပဤဒိဗ္ဗေကိုရှင်းပြပါဇပဆိုတာတဏှာကိုရည်ညွှန်းတာဖြစ်၏ရိုးတဏှာမဟုတ်ပါဇပဆိုတဲ့တဏှာဖြစ်လာပြီဆိုရင်ဗဇက်ကလိုချင်လိုက်တာစားကောင်းလိုက်တာလှလိုက်တာမိုက်လိုက်တာဟုထုတ်ဖော်ပြောဆိုကြသည်တဏှာဖြင့်တွေ့ကပ်နေပြီဆိုရင်ဘယ်ရာတွေဖြစ်လာမည်ဖြေဆိုပါတွေ့ကပ်တဏှာဖြစ်ပြီဆိုရင်ဒုက္ခတွေဖြစ်လာသည်လိုချင်နေရင်ဒီဘဝလည်းဒုက္ခရောက်သည်ဘဝဆက်မှာလည်းဒုက္ခရောက်သည်အခုရနေသမျှဒုက္ခတွေကလိုချင်လို့ရနေတာကြီးဖြစ်ပါတယ်အိုခြင်းနာခြင်းတေခြင်းနှင့်ပတ်သက်၍တာမန်ပုဂ္ဂိုလ်များနှင့်ဖျားလောင်းတို့၏မြင်ခြင်းမတူပုံကိုအကြောင်းနှင့်တကွရှင်းပြပါတာမန်ပုဂ္ဂိုလ်များကအဝိဇ္ဇာကပိတ်ဆို့ထားသောကြောင့်အိုခြင်းနာခြင်းဆင်းရဲခြင်းတေခြင်းဆင်းရဲကိုတဘာဝလိုထင်နေကြ၏ထို့ကြောင့်ဖြေရှင်းဖို့မကြိုးစားဖျားလောင်းများသည်အဝိဇ္ဇာဖုံးလွှမ်းခြင်းရှိသောကြောင့်အိုခြင်းနာခြင်းတေခြင်းဆင်းရဲကိုတဘာဝလိုမမြင်ပြဿနာလိုမြင်၏ထို့ကြောင့်ဖြေရှင်းဖို့ကြိုးစားကြခြင်းဖြစ်ပါသည်